ပေးသူဝိညာဉ်တော်နေရတိုင်းခွန်အားနဲ့ပေးတာကိုလမ်းပြသူအမြဲတမ်းမဲနေတဲ့ပေးသူဝိညာဉ်တော်အနေချင်းရပါလေအချစ်ချင်းတကူနဲ့ဖြစ်ပေးသူ
ပြီ